အားလုံးပဲမင်္ဂလာပါဒီနိုင်လေးရဲ့ model နံပါတ်ကတော့ GM110NE ဖြစ်ပါတယ်နာမည်ကြီးအုတ်ထုပ်တစ်စိတ်တစ်ခုဖြစ်တဲ့ New Era ရဲ့နှစ်တရာပြည့်အထိမ်းအမှတ်အနေနဲ့ G-Shock နဲ့ collaboration လုပ်ပြီးတော့ထုတ်ထားတဲ့ limited edition ဟာဒီလုံးပဲဖြစ်ပါတယ် limited edition ဖြစ်တာအကြောင်းမလို့လက်တလုံးမှာဆို sign တွေမှာ install မရှိတော့ဘဲနဲ့ဒါ online market တွေဖြစ်တဲ့ဒါ eBay တို့လို shopping in Japan တို့လို website တွေမှာပဲဝယ်ယူလို့ရရှိနိုင်တော့တာဖြစ်ပါတယ်case ဘက်မှာလည်း New Era ရဲ့ logo ကိုဒါကိုတုံးနဲ့ engrave လုပ်ပေးထားတာကိုတွေ့ရတာဖြစ်ပါတယ်။ဒီနိုင်လေးကိုတော့ကျွန်တော်တို့ website တွေမှာဆိုရင်ဒေါ်လာ250အန်ဒီ300ကျော်လောက်ထိကိုရောင်းချကြတယ်ပေါ့နော်။ကျွန်တော်စီမှာတော့ဒါဒေါ်လာ100ဝန်းကျင်လောက်နဲ့ပဲရောင်းချပေးမှာဖြစ်ပါတယ်။ကျိုးလေးအပေါ်ရန်လိုက်ကားသားလေးနည်းနည်းကွာနေတာလို့ရင်ကျန်တဲ့ era ကြီးကြီးမားမားတော့မရှိဘူးပေါ့နော်။နိုင်ရဲ့ fashion တွေအကုန်လုံးကောင်းတယ်။ပြီးရင်သူ့ရဲ့ GM110 ကျိုးတွေကလည်းမှားလို့ရတယ်ပေါ့နော်။ထိုင်းဘက်ကနေမှာလို့ရှိရင်2000ခွဲ3000ဝန်းကျင်ပဲရှိတာပေါ့နော်။မှာပြီးလို့ရပါတယ်။ဒါပေမဲ့ကောင်းသေးလို့ကျွန်တော်ကမလဲပေးရပါတော့။စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page Business Fiber Telegram ဒါမှမဟုတ်ရင် CB ကနေဆက်သွယ်မှာယူစုံစမ်းဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်